အားလုံးမင်္ဂလာပါဒီနေ့ကတော့ဆိုရို Irapati စုလေ Grand ရန်ကုန်မှာတက်ပြခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဆိုရိုယူခဲ့တာလေးကတော့ exclusive room လေးပေါ့နော်တက်ခန်းကို2,600,500ကျခဲ့ပါတယ်ဆိုရိုဒါလေးကတော့ room tour လေးအရင်ရိုက်ပြပါသူ့ရဲ့ lighting လေးတွေကလေတပုံရိုက်လို့အရန်လာတယ်တိလားအရှင်ဆုံး relax timeပြီးတော့ရင်တော့ high tea set လေးတော့စမယ်ပေါ့နော်ဆိုရိုယူထားတဲ့ high tea set လေးကတော့2ယောက်စာကို3,900ကျခဲ့ပါတယ် high tea set လေးကနေ့လေ2နာရီကနေစားလို့ရတယ်ပေါ့နော်ရေခဲမုတ်လေးတွေကစားလို့ကောင်းတယ်ဒါပေမဲ့ဆိုရိုစားဖို့မေ့နေရတဲ့နောက်ဆုံးကြမှာရတယ်ပေါ့နော်ပြီးတော့ရင်တော့ဆိုရိုဒီမွေးနေ့ရှင်အတွက်လာတာဆိုတော့ဆိုရိုမွေးနေ့အခန်းထဲမှာဓာတ်ပုံရိုက်မုတ်စားပေါ့နော်စားတော့ပြီးတော့ရင်တော့ဆိုရိုကအပေါ်ထက်ကရေကူးကန်လေးကိုတွားချီရပေါ့နော်ဒီသူ့ရေကူးကန်လေးဒီ infinity pool ဆိုပြီးတော့နာမည်ကြီးတယ်နာမည်ကြီးရဲ့အတိုင်းလေးရေကအရန်ကိုကူးလို့ကောင်းတယ်ပေါ့နော်ဆိုတော့ကတော့ညာဘိုင်းဖြစ်နေရတယ်မနက်မှာပဲကူတော့မှာပါ breakfast buffet လေးကလည်းတော်တော်လေးစုံတဲ့ထဲမှာပါတယ်ပေါ့နော်ဒီ European food Asian food တော်တော်စုံလေးပါနောက်က bacon ဆိုတာ fake ပေါ့နော်ဒီကတော့ဝင်လာစားတာရောက်ဘာလို့ပါစားလဲ ဝင်လာစားတာ ဝင်လာစားလိုက်ရမှာ ဝင်လာစားရမှာ သူစီမှာ breakfast ကလည်းဒီလို pomegranate juice လေးတွေဒီ fruit yogurt လေးတွေပါတော်တော်စုံလေးကိုရပါတယ်အသီးလေးတွေတော်တော်လေးကိုစုံတဲ့ထဲမှာပါတယ်ပေါ့နော်ဆိုရိုကတော့ဒီဘာ food တွေဘယ်လောက်စားဒါတွေက snack တွေလေနော်ဆိုရိုတော့က breakfast ဆိုရင်မဟင်းကိုင်းရှမ်းခောက်ဆိုရအတိကပဲပေါ့နော်ဒါပေမဲ့ဆိုရိုစားတဲ့နေ့မှာကရှမ်းခောက်ဆွဲမရခဲ့ပါဘူးဒါလေးကတော့ပြန်အထွက်မှာဆိုရတဲ့ပေါ်ကြလို့ရိုက်ခဲ့တာလေးပါဒီမြန်မာမုံတွေရွှေကြည်တို့စနွေမကွင်းတို့ထားတဲ့နေရာနဲ့ coffee ဖြိုးတဲ့နေရာလေးကလေအလိုတပုံရင်းလိုလှတဲ့ချစ်စရာလေးလည်းဖြစ်နေလို့ပါ breakfast လဲစားပြီးပြီဆိုတော့ရေကူးပဲပေါ့နော်ဆိုးတို့ရေသွားကူးတဲ့အချိန်က7နာရီလောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လေနေပူပြီးတော့လေကူးမကူးနိုင်တော့လောက်ဘူးထင်တာတိလားဒါပေမဲ့လေလုံးဝဆင်းပြီးကူးလိုက်တဲ့အချိန်မှာရေကတော်တော်လေးကိုကူးလို့ကောင်းလာပါကွယ်သူ့စီမှာနာမည်ကြီးတဲ့အတိုင်းရေကူးတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်ရေကူးပြီးတော့ပြန်มาတော့မယ်ရှင်အဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်တတား